ကျွန်တော်တို့ unboxing season 2025 episode 73အတွက် unboxing လုပ်မယ့်ပစ္စည်းလေးကဘာလဲဆိုတာကိုကျွန်တော်တို့ကြည့်လိုက်ရအောင်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာပစ္စည်းလေးနှစ်ခုရှိရယ်ဒီကောင်အောင်တော့ကျွန်တော်နောက်မှဖောက်မယ်ပေါ့နော်ဒီကောင်အရင်ဖောက်လိုက်မယ်ပေါ့နော်ဒါကတော့အင်ကြီးပေါ့နော်အင်ကြီးဘာအင်ကြီးလဲဆိုတာကိုကျွန်တော်တို့ထပ်ကြည့်မယ်ပေါ့နော် Burmese Python အင်ကြီးဖြစ်ပါတယ်ပေါ့နော်ဆိုတော့ Burmese Python အင်ကြီးဆွဲထားတဲ့ font ကတော့တကယ်အဲ့လိုမျိုးမိုက်တယ်ပေါ့နော် Burmese Python အင်ကြီးဒီ Burmese Python ကတော့ကျွန်တော်တို့ကိုအောင်လာလောက်ထားတဲ့ဒီ training club ပေါ့နော်ဆိုတော့အဲ training club ကနေပြီးတော့ထုတ်ထားတဲ့အင်ကြီးပေါ့နော်ဆိုတော့ဒီအင်ကြီးပဲလားဆိုတော့မဟုတ်သေးဘူးဗျဒီမှာထူးခြားတာတစ်ခုရှိတယ်ပေါ့နော်ဒါလဲဆိုတော့ဒီမှာပေါ့နော်အားလုံးမြင်လို့ရှိရင်ဒီမှာသတိထားမိလိမ့်မယ်ကိုအောင်လာလက်မှတ်ရေးထိုးထားတဲ့ sign ပေါ့နော်sign သူ့ရဲ့ club ကထုတ်ထားတဲ့အင်ကြီးမှာသူမတရားလက်မှတ်ရေးထိုးပေးထားတဲ့ sign ပေါ့နော်ဆိုတော့ဒီ sign ဂျာစီကိုတော့ကျွန်တော်ကကန်ခေါင်းစွာနဲ့ကောလာရဲ့ဖခင်ဖြစ်သူဖွင့်ထားတဲ့sign ကနေပြီးတော့ limited edition နဲ့ရောင်းတဲ့အချိန်မှာကျွန်တော်ဝယ်လို့ရခဲ့တာဖြစ်တယ်ပေါ့နော်အမှန်ကတော့ကျွန်တော်ပွဲသွားကြည့်ခြင်းနဲ့ပြီးရင်ကောလာနဲ့အပြင်မှာသွားတွေ့ပြီးတော့နှုတ်ဆက်ခြင်းခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့နေ့ကအကြောင်းမျိုးကြောင့်ကျွန်တော်မသွားနိုင်ခဲ့ဘူးကောလာရဲ့ဒီဘန်ကောက်မှာလောက်သွားတဲ့နောက်ဆုံးပွဲပေါ့နော်ပွဲကိုသွားလိုက်နိုင်ခဲ့ဘူးဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်ဒီဟာလေးအင်ကြီးလေးကိုရောက်အောင်ဝယ်ယူနိုင်ခဲ့တဲ့အတွက်လည်းကျွန်တော်ပြောပါတယ်โอเคပါဆိုတော့ဒီကောင်ကကျွန်တော်ဒီ Burmese Python club ကနေပြီးတော့ထုတ်ထားတဲ့အင်ကြီးပေါ်မှာကောင်လာမတရားလက်မှတ်ရေးထိုးထားတဲ့ပစ္စည်းလေးပေါ့နော်ဆိုတော့ဒီကောင်ကတော့ဒါ first item ပေါ့နော်ကောင်လာဆိုတာကတော့ကိုအောင်လာ Ansan ပေါ့နော်ကျွန်တော်တို့ martial art professional တယောက်ပေါ့နော်ဆိုတော့သူက2005ခုနှစ်မှာဒီ martial art လောကတွေကိုဝင်လာပြီးတော့သူ့ရဲ့ဒီ Miss Martial Art record အရာဆိုရင် total 48ပွဲရှိတယ်ပေါ့နော်48ပွဲမှာ31ပွဲနိုင်တယ်15ပွဲရှုံးတယ်ပေါ့နော်တပွဲကတော့ no contest ဖြစ်သွားတယ်ပေါ့နော်ဆိုတော့သူကဒီသူ့ရဲ့ career life မှာဆိုရင်သူကဒီကျွန်တော်တို့ champion နှစ်ခါပေါ့နော်middleweight champion နဲ့ကျွန်တော် light heavyweight champion ဖြစ်တယ်ပေါ့နော်အဲ့မှာလည်းကျွန်တော်တို့ middleweight champion မှာသူ title defense 3ခါကိုအောင်မြင်နဲ့လုပ်နိုင်ခဲ့ပြီးတော့ကျွန်တော်တို့ဒီ light heavyweight champion မှာလည်းသူဒီ title defense တစ်ခါကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့2018ခုနှစ်မှာလည်းဒီ World MMA Award ကိုရရှိခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့မနက်ဖြန်ကျွန်တော်တို့ဒီ one championship ပွဲစဉ်မှာလည်းကွန်လာကဒီ one championship ရဲ့ horror frame စုကိုကြီးမြင့်ခံရမှာဖြစ်တယ်ပေါ့နော်လက်ရှိကျွန်တော်တို့ one championship မှာ horror frame က2ယောက်ရှိနေပြီပေါ့နော်USA က1ယောက်ရယ် Brazil က1ယောက်ရယ်ကွန်လာကတော့ကျွန်တော်တို့မနက်ဖြန်မှာဆိုရင်ဒီ horror frame 3ယောက်မြောက်အနေနဲ့ကြီးမြင့်ခံရမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့အတွက်ကိုကွန်လာအတွက်ကုန်ပြီပါတယ် congratulation ပါကွန်လာဆိုတော့နောက်ဆုံး item လာပြီပေါ့နော်ဆိုတော့ဒီနောက်ဆုံး item ကကြတော့ကျွန်တော်ကိုPhilip Collection ကကျွန်တော်နဲ့ညီကိုလိုခင်ရတဲ့ကိုဟင်းကနေပြီးတော့ကျွန်တော်လက်ဆောင်ပေးထားတာပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့ကွန်လာနောက်ဆုံးထိုးရတဲ့ပွဲပေါ့နော်ဆိုတော့နောက်ဆုံးထိုးရတဲ့ပွဲမှာသူတို့တွားကြည့်တယ်ပေါ့နော်သူတို့တွားကြည့်ပြီးတော့သူတို့တွားကြည့်တဲ့လက်မှတ်ပုံမှာကွန်လာလက်မှတ်ကိုဆိုင်ထိုးခိုင်းထားတာပေါ့နော်ဆိုင်ထိုးခိုင်းထားတယ်ကွန်လာဆိုင်ထိုးပြီးထားတဲ့ဟာမျိုးပေါ့နော်ဆိုတော့ဒီကောင်ကတော့ပြောရမယ်ဆိုရင်ဘယ်လိုပြောရမလဲတကယ်ဟိုတမိုးရှိတဲ့လက်ဆောင်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကွန်လာနောက်ဆုံးထိုးထားတဲ့ဒီလက်မှတ်ပေါ်မှာကိုမှဒီ sign ကိုရအောင်ထိုးထားသေးတာပေါ့နော်ဆိုတော့
ကိုဟင်းကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကနေပြီးတော့ appreciate လုပ်ပါတယ်ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ကျွန်တော်အခုတစ်ခေါက်ဘာမီဆွဲရဲ့ unboxing season 2025 episode 73ရဲ့ unboxing video လေးကတော့ဒီလောက်ပါပဲလက်ကြည့်ပေးတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်အားလုံးပဲတတာပါနောက်ဗီဒီယိုတွေမှာလည်းကျွန်တော်ဘယ်လိုမျိုး unboxing item တွေလုပ်ပေးသွားမလဲဆိုတာကိုလာရောက်စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးကျေးဇူးတင်ပါတယ်